Okay RCC video ကိုမြေကြီးနဲ့သို့မဟုတ်တမန်တလင်းနဲ့ခတ်လိုက်လို့ကြောက်ကြသွားလို့ရှိရင်စစ်ပြီးဖြစ်သလားကျွန်တော်မြန်မာပြည်ဦးသိန်းနိုင်ရဲ့စကားကိုငါသုံးပါမယ်အန်ကယ်ကတော့ no ပါဟုတ်မယ်ကြည့်လိုက်ပါမြင်ရမလားမသိဘူး30 MB လို့ရေးထားတယ်ဗျ I data M I ရဲ့တိတိကပုံစံလေးရဲ့ N ရဲ့30 MA လို့ရေးထားတယ်ခင်ဗျ milli ampere ခင်ဗျ1 ampere ရဲ့အပုံ1000ပုံလို့ရှိရင်အပုံ30ခင်ဗျလူတယောက်ကခံနိုင်တာဒီ1 ampere ရဲ့အပုံ1000ပုံရင်အပုံ90မှာလူတယောက်ကသိနိုင်ပါတယ်ခင်ဗျဒါကြောင့်ဒီလို I data N ရမှာI data 100 MB ဆိုလို့ရှိရင်မသုံးနိုင်ခင်ဗျတည်သွားနိုင်တယ်ခင်ဗျ RCC အဲ့လို I data 100 milli ampere ဆိုလို့ရှိရင်မြေကြီးနဲ့ခက်တမန်တဲ့နဲ့ခက်ပြုတ်ကြပါမယ်ခင်ဗျအဲ့ဒီ100 milli ampere တွေဘယ်မှာသုံးလဲဆိုတော့ device တွေအတွက်သုံးတယ်ခင်ဗျဥပမာ motor တွေပါတွေ leakage ဖြစ်နေလို့ရှိရင်ယိုစိမ့်အောင် leakage ဆိုတာယိုစိမ့်တာပေါ့ယိုစိမ့်လို့ရှိရင်ပြုတ်ကြအောင်လို့ပဲတက်ဆင်လို့ရခင်ဗျလူအတွက်ဆိုလို့ရှိရင်တော့30 milli ampere သုံးဖို့10 milli ampere လာတယ်ခင်ဗျဒါရဲ့ထိတွေ့ခြင်းပေါ့အဲ့ကောင်ဆိုလို့ရှိရင်အသင့်တော်ဆုံးကတော့30ရာအသင့်တော်ပါ10ကျတော့အရန်ကြီးကိကထများလုံးအားကြီးတယ်ဒါပေမဲ့ safety တော့10ပိုဖြစ်တယ်ပေါ့ဗျာနော်အဲ့ပြောချင်တာပါ machine ပြီးတဲ့ဟော command ပြီးတဲ့ကိုကြီးကျေးဇူးတင်ပါတယ်ခင်ဗျဒါတီးအောင်တစ်ခါလေးကြုံလို့ပြောပြမှ30 MB ဆိုတာလက်ကမငြိမ်ဘူးရကျွန်တော်လက်ထောက်ရကြည့်မယ်အမြင်ရမှမသိဘူး I data N 30 MB တဲ့240ဘူးတဲ့ ICU ဘယ်ဘလောက်ဘလောက်ပေါ့နံပါတ်ကို ICU ခွင့်ပြုချက်နဲ့ထုတ်ထားတယ်ပေါ့ဒါ RCC ပြည့်သင်္ကေတပေါ့ diagram ပေါ့နော် line နဲ့ neutral ကို CD ကွန်နဲ့ဝင်ထားတယ်ဒီဘက်ကနေ neutral ဘက်ကနေ neutral နဲ့ line ကိုဆက်ပြီးဒီမှာ resistor လေးခံထားတယ်အောက်မှာအားလို့ရေးထားမြင်လားမမြင်လားဖုံးပြီးတဲ့ဒီဟာလေးဖုံးပြီးတာလေးအဲဒီမဲ့အားလေး resistor လေးခံထားတယ် resistor လေးရဲ့ဟိုခံပြီးတော့မှအကောင် test pattern ကို test pattern ဒီ test pattern လေးကိုစမ်းကားပြီးတော့စမ်းကားတယ်ပေါ့ဒီမှာရေးရ test method လေးရဲ့ test method လေးဆိုတာတလောက်တစ်ချိန်တော့စမ်းသက်သေးတယ်လို့ပြောတာပါသူအဲ့ဒီဟာလေးကိုစမ်းသက်ပြီးတော့သူ့ဟာလေးပုံမှန်လုံးလုံးရတာစမ်းသက်ခိုင်းတာအလုံးလုံးတော့ရင်ဖြုတ်ပြီးလဲဖို့ဒါပါပဲခင်ဗျခုနဟွာမှာညီကြီးနဲ့ခိုင်းရင်လွဲဆိုတဲ့အယူဆမားတွေပြုတ်တယ်ဆိုတဲ့ပြုတ်ဝင်ကောင်းတယ်ဆိုတဲ့အယူဆမားတွေကိုတုံးဆက်စုတွေလက်ထဲကိုမရောက်စေချင်လို့ပါခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်လောက်ပါပဲခင်ဗျ